အားလုံးပဲမင်္ဂလာပါဒီရွေးတော်လန်ရေးတိုက်ပွဲမှာရွေးချွတ်ချွန်တိုက်ပွဲဝင်ရင်မျက်စာအသက်ပေးလူသွားတဲ့ကျွန်တော်ဒီကိုသူရဲကောင်းတွေအတွက်အမှတ်တရကြပြလေးတစ်ပုဒ်ကိုကျွန်တော်ရွတ်ပြခြင်းပါတယ်စောင်းတွေရွက်တစ်ကြွေခြင်းလော့စပီကာတန်တွေမပါဘူးရက်တောင်တွေမဝေဘူးကွန်နန့်တွေနဲ့ဘူးစွာတအုပ်မပါဘူးသူတို့ဘေးမှာဂန်တလက်နဲ့သူ့ညီကိုတွေယောက်ျားရင်မာကြီးတွေဝမ်းနှဲစွာငိုနေကြတယ်တချို့ကတဲ့အလံလွှင့်ပြီးပြန်လာမယ်ဆိုတဲ့သားငယ်ဟာသူ့အမေရှိရောက်တော့လမ်းချုံလျက်ဒီဆောင်းဟာအေးပါတယ်သို့တော့အမိန့်စာပြန်တန်းကြောင့်ပူရပါတယ်ဒီတန်တရားကန်းတစ်ဖက်မှာတန်းလျက်သာငါတို့ဆက်ရှိနေပါဦးမယ်တင်တို့စိတ်ချလက်ချသွားနိုင်ပါပြီရဲဘော်ဖို့ချစ်ရေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်